ไม่บาดเจ็บတို့ဘလို့လုံးကြမလို့ဟေးဘူးငွေချောက်ကလည်းဆရာမပြေဘူးဆိုတော့စိတ်တွေလည်းလျှော်လက်တွေလည်းလျှော်ပေါ်တော့တို့စီမံတို့မမပြရတဲ့လူတွေကမရောက်ဆိုအဲ့ဒါရတဲ့နေရာဒီတိုင်းအကြံဉာဏ်လေးရှင်းလည်းပေးကြပါဦးဟာငါဆရာရှင်းနေမကောင်းဘူးနဲ့တူတယ်အကောက်ကလည်းကိုကလည်းကောင်းကောင်းမွန်မွန်မလုပ်တတ်သူကဘက်ကလည်းမမပြပေးရောက်ကကောက်ဖွင့်လို့မရဘူးဆိုတော့ဘယ်လိုလုပ်ရမလို့လဲတည့်ရလူရှိရင်လည်းကွန်မလေးရေးပြီးတော့ရှင်းပြခဲ့ပါဦးဟာငါလည်းအုံနောက်တွေရှော့နေတယ်ဆက်လက်တွေခွာနေ